ဆုံးဝင်ပြီကျွန်တော်နာမည်ကိုကျွန်တော်ဒီနေ့မှာဘရိန်းလုံးဆော့ပြမှာဖြစ်ပါတယ်ကျွန်တော်ဆော့ထားတာတော့ရင်းနေတော့ဆော့ထားတော့ level 5တိရှိပါတယ်အခုရောက်နေရတာဆော့ပြမှာဖြစ်ပါတယ် channel လေးကိုလည်း like ဆွဲလို့မကောင်းတာရှိနေထောင်းပါမယ်ကျွန်တော်အခုမှစာပြီး YouTuber စရတာဆိုတော့ခလေးပဲရှိသေးပါတယ်အဲ့ဒါကိုနည်းနည်းပါမကောင်းရင်တောင်းပါပါတယ်ပတ်စံလည်း300 million လောက်ရှိနေတော့ level 10ပါတော့မယ်အပေါ်ထဲကိုလိုက်ကြပါတယ်အပေါ်ထဲမှာ2កောင်ရှိပါတယ်အပေါ်ထဲမှာ2កောင်180တဲ့ Bocadini Guffo တင်ပါပြီလေ1 2 Ballerina Cappuccina ဘာရကလေဟောနောက်ကတင်နောက်ကကျတော့ဘုံပြီးခိုစီနီလိုရပါတယ်ခင်ဗျဒါလေးပဲဝယ်ထားလိုက်မယ်နော် Lionel Cactuseli Avocadini Guffo တိတ်ပြီးတော့နာမည်ပိုင်းနားလေးကိုတော့တီးတာပဲ free spring လှည့်လိုက်ပါမယ်တော့ Avocadini Guffo ပတ်စံနေရပါတယ်ပတ်စံ Gangster Futera ဒါလေးတင်ထားလိုက်ပါမယ်နော်တခုသွားဝယ်လိုက်မယ်နော်ကျွန်တော်လိုရတာပဲဝယ်မှာလိုတိုင်းဝယ်ပါရှုပ်လို့5 million တော့5 million တော့ပတ်စံမရှိဘူးဝယ်ဖို့5 million တော့အိမ်မှာဆိုဘာအောင်မှမရှိတော့တစ်ခေါင်းတော့ရှိတယ်ကွာသူက24စက္ကန့်မှာကျွန်တော်ဘေးက14စက္ကန့်အဲ့လဲဝင်မတ်တေပရနိုင်ဖောမတ်တေက9မိနစ်လောက်နေဒါသူများပြီဗျဟိုကရောက်လာပဲရောက်လာဘာလို့ကောင်းလဲဘာလို့ရင်းပဲလာနေစေရင်းပဲလာမယ်ခိုက်ဒါကောင်းလို့လူချင်းနေစကမာဘိုင်းဟောလာကောင်းလေးပဲကိုကျွန်တော်စကမာဘိုင်းကျွန်တော်လေးပဲခုံးနေကျွန်တော်လည်းမြင်နိုင်ပဲလေးပဲဟာပြစ်လေးပဲ6ဝေးရှိပါသေးတယ်အဲ့လောက်ကြီးတဲ့လေးပဲတိတ်မမြင်ပါဟာရမBallerina Cappuccina ကောင်းတော့ရပါသေးတယ်ဟာဒိုးဟာပဲအောင်ရေးဘာတွေဖြစ်နေလဲမတဆောက်တာရင်းနဲ့ဝယ်တော့ပေါ့အဲ့ဒါနောက်ပြီးလက်နဲ့ဟာဘလူးတော့အေးလီဟေးချမစီနီပါရနီ